မြန်မာနိုင်ငံမှာပရာဟိတအမျိုးတရားရှိတယ်ဆိုလို့ရှိရင်69ကလိန်စားညာစားရများတယ်ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့မှာတော့အမေရိကမှာနေတဲ့ခါဦးနဲ့ကိုထွန်းခင်ဆိုတဲ့လင်မယားနှစ်ယောက်တင်ထားတဲ့ post လေးတစ်ခုရှိတယ်အဲ့ဒါလေးကိုမိချိုရှိုင်းမနာနဲ့အတူတူဖတ်ကြည့်ရအောင်နော်ကိုထွန်းခင်နဲ့ခါဦးစီမှာတဲ့ကန်ဆန်းလို့ရပြီနော်တဲ့ကိုထွန်းခင်နဲ့ခါဦးတို့ပိုင်ဆိုင်ထားတဲ့ကားတစ်စီးနဲ့ဆိုင်ကယ်နှစ်စီးကိုကန်ဆန်းကြရအောင်တဲ့ခါဦး1000ကျပ်တဲ့ထမင်းဆိုင်ရဲ့အမတ်တရကားကြီးကိုမြန်မာကျပ်ငွေ6900ကျပ်ဖြင့်ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်တဲ့yes တိုင်းလား yes ဒီလားဆိုင်ကယ်ကြီးကိုတော့မြန်မာကျပ်ငွေ2000ကျပ်ဖြင့်ပိုင်ဆိုင်ရမှာဖြစ်ပါတယ်တဲ့ဆိုင်ကယ်အနီ Honda CBR 150ကိုတော့မြန်မာကျပ်ငွေ9900ကျပ်ဖြင့်ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်ရရှိတဲ့အကျိုးမြတ်အားလုံးကိုခါဥ1000ကျပ်တဲ့ထမင်းဆိုင်ကနေမိဘပြည်သူများအထံမျှဝေလှူဒန်းသွားမှာဖြစ်ပါတယ်3939ကနေ3399ထိ93လုံးထိမိမိကြိုက်ရဲ့ကဏ္ဍကိုရွေးချယ်ပြီးတော့ပါဝင်ကန်ဆယ်နိုင်ပါပြီခါဦးတို့စီမှာညကအိမ်မက်ပေးတဲ့ပေါင်ကနန်းလေးတွေရှိရင်သူများဦးလာရွေးပြီးတော့ကန်ဆယ်ကြလို့ဆက်သွယ်ရမယ်ဖုန်းနံပါတ်ဆိုပြီးတော့သူပေးသွားတယ်ပေါ့နော်ဆိုတော့သူများအကြောင်းတွေကိုတောက်လျှောက်ဝေဖန်နေကြတယ်မခောင်တဲ့ကိုထွန်းခင်တို့အကြောင်းဒီနေ့မိချိုကဝေဖန်သုံးသပ်ပါမယ်နော်ဆိုတော့မြန်မာပြည်မှာအိမ်မဲဆိုတာကိုကျွန်တော်တို့တွေကြားခဲ့ပြီးပါတီအောင်ပါနော်လက်ရှိအချိန်ထိချို့နေရာတွေမှာအိမ်မဲကိစ္စဆိုတာအခုတည်းဖြစ်နေကြတော့အဲ့အိမ်မဲဆိုတာဘာလဲဆိုရင်ပြောပြမယ်လူတွေကိုမျှော်လင့်ချက်အကြီးပေးပြီးတော့သူတို့ကိုယ်တိုင်မဝယ်နိုင်လောက်တဲ့အမောင့်တစ်ခုကိုတကယ်ဖောဖောရွှွှွဝယ်နိုင်လောက်တဲ့အမောင့်နဲ့ရောင်းတာဆိုတော့အိမ်တစ်လုံးရှိတယ်အဲ့အိမ်တစ်လုံးကိုသူတို့ကလူဦးရေဘလောက်ကိုရောင်းမယ်တစ်ယောက်ကို9000 6000နဲ့တွက်ပြီးသားအဲ့ဒီလူဦးရေပြည့်သွားပြီဆိုလို့ရှိရင်အိမ်တစ်လုံးကြေသွားတဲ့အပြင်ပိုတဲ့ဥစ္စာသူတို့ကအမြဲအဲ့လိုမျိုးတွက်ပြီးတော့အိမ်မဲဆိုပြီးတော့ကျတော့ရောင်းတာမဲဖောက်ပေးတာအဲ့ချိန်မှာဖြစ်သွားလဲဆိုလို့ရှိရင်တကယ်မဲပေါက်မဲ့ရက်လေရောက်ရောမဲဖောက်မဲ့လူလည်းမရှိတော့ဘူးမဲပေါက်မဲ့အိမ်လည်းမရှိတော့ဘူးဘာကြောင့်လဲဆိုတော့ပြောပြမယ်ဒီအိမ်ကြီးကိုဝယ်တဲ့လူဦးရေအရေးတွေကသူတို့ထင်ထားလို့သူတို့ခံမှန်းထားသလိုဖြစ်မသွားတဲ့အတွက်ကြောင့်မလို့အဲ့မှာကြရက်တွေထပြီးတော့ကြတော့အကုန်လုံးရုပ်တဲတွေဖြစ်ပြီးတော့ပတ်စံဆုံးတဲ့သူကဆုံးတယ်ပတ်စံပြန်မရတဲ့သူကအကုန်မရဘူးเนาะအဲ့လိုမျိုးတွေဖြစ်ပြီးတော့ကြရက်တွေဖြစ်ခဲ့ကြတယ်ဆိုတာမှတ်မိကြအောင်ပါအဲ့ဟာနဲ့ပုံစံတူပဲဒီဥစ္စာကဘာကြောင့်ပုံစံတူလဲဆိုလို့ပြောလို့ရှိရင်ဒီနေရာမှာအလူတစ်ခုဆိုတဲ့ညက်ဖုံးကိုယူပြီးတော့တုံးထားတာเนาะအလူတစ်ခုဆိုတဲ့ညက်ဖုံးကိုယူပြီးတော့တုံးထားတာအခုပြီးလို့ရှိရင်ဒီအလူငွေရရှိတဲ့အလူငွေတွေဘယ်သူကဘလောက်ထိုးထားတယ်ပေါက်ကနန်းကဘာဘယ်နေ့ကြလို့ရှိရင်ထုတ်ပေးပါမယ်ဘယ်နေ့ကြလို့ရှိရင်ပတ်လို့ရှိရင်လာပြီးတော့ထုတ်လို့ရမယ်ဆိုပြီးတော့လေပွင့်လင်းမြင်သာမှုမရှိဘူးပွင့်လင်းမြင်သာမှုမရှိဘူးအကွေးကျွန်တော် Facebook သုံးတဲ့သူတွေရောက်ဒီ post ကိုဒီတိုင်းမြင်လိုက်တယ်ဒီတိုင်းပဲကြည့်လိုက်တယ်လေသူတို့အရင်တော့တင်ထားတဲ့အကြောင်းအရာတွေအခုမှတင်ထားတဲ့အကြောင်းအရာတွေကျွန်တော်မသိဘူးဒါပေမဲ့ဒီ post ကိုကြည့်လိုက်တဲ့အခြေအနေတစ်ခုမှာအဲ့ပုံစံပဲကျွန်တော်မြင်ရတယ်မလားဘယ်နေ့ထွက်မှာလဲဘယ်နေ့ပေါက်မှာလဲဘယ်နေ့ထုတ်ပေးမှာလဲဆိုတဲ့အကြောင်းအရာတွေမူတည်ပြီးတော့ကျွန်တော်တို့ဝေဖန်သုံးသပ်မယ်ဆိုလို့ရှိရင်ပွင့်လင်းမြင်သာမှုမရှိဘူးเนาะနောက်တစ်ခုကငကြင်းစီနဲ့ငကြင်းပြန်ကြော်တာအဲ့ဒါဘာလဲဆိုလို့ရှိရင်မြန်မာပြည်သူလူထုစီကနေပြီးတော့အလှခံတယ်ပြီးလို့ရှိရင်အဲ့ဒီအလှငွေနဲ့သူတို့ကပြန်လှူပြီးတော့သူတို့နာမည်သူတို့မျက်နှာသူတို့မျက်နှာဖုံးနာမည်ကောင်းယူတာအမှန်ကဘာလို့အလှတော့ဒါပြည်သူတွေရဲ့အလှဒီနေရာမှာပြောစရာရှိတာမင်းကတပြားလှူလို့လားမင်းကသူတို့အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့တပြားလှူခဲ့လို့မင်းကအဲ့လိုမျိုးပြောတာလားဆိုလို့ရှိရင် no မလှူခဲ့ဘူးဒါပေမဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်ပြောလို့ရလဲဆိုလို့ရှိရင်ပြောပြမယ်နော်ကျွန်တော်မြန်မာလူငယ်တွေတော်တော်များများကြားထဲမှာပတ်စံကိုဓာတ်ရိုက်လှူမှာအလှလို့ထင်ကြတဲ့လူတွေရှိတယ်နော်ကျွန်တော်မြန်မာနိုင်ငံမှာဒါကဟုတ်တယ်မှားရင်မှားတယ်ဆိုတဲ့အကြောင်းအရာတွေကိုဝေဖန်သုံးသပ်ပြီးတော့လမ်းပြတဲ့အကြောင်းအရာကလေဒါစေတနာအလှပဲနော်စေတနာအလှပဲဟုတ်ပြီလားနော်ဆိုတော့ကျွန်တော်ကဒီလိုမျိုးမဟုတ်မဟငွေအမောင့်တွေမဟုတ်မဟအကြောင်းအရာတွေကိုမျှော်လင့်ချက်တွေပေးပြီးတော့မြန်မာနိုင်ငံလူငယ်တွေရဲ့စူးစမ်းခြင်းစိတ်ကိုဖျက်ဆီးနေတဲ့အကြောင်းအရာတွေကိုမနှစ်သက်လို့မလို့ဒီလိုမျိုးဝေဖန်သုံးသပ်တဲ့ဗီဒီယိုလေးလောက်လိုက်တာဖြစ်တယ်အဲ့တော့ဆက်ကြည့်ကြမယ်ဒီဗီဒီယိုအောက်မှာဘာတွေမှတ်ထားကြလဲဆိုတာရှိုင်းတို့အတူတူဖတ်ကြည့်အောင်โอเคပထမဦးဆုံးကတော့ top fan မှန်တယ်ဒေါ်မီကနောက်ဆုံးတော့လေဒီဘူတာကိုစိုက်သွားပြီလားတဲ့ချစ်ခဲ့တာတွေနောင်လိုက်ရတယ်ဘာလို့ဆိုလဲစသိရနော်ဆိုလိုတာလဲဆိုတာသိရနော်နောက်တစ်ခုကတော့တစည်းကိုမဲဆိုင်ရဘယ်လောက်သတ်မှတ်ထားညီမကြီးသူကဆိုင်ကကန်ဆန်းကြလို့ပေါ့နော်လောက်စားပါပဲတဲ့နော်နောက်တစ်ယောက်ကမှန်ထားတယ်လောက်စားပါပဲဆိုတော့အမျက်သိမ့်မရှိပါဘူးဆိုပြီးတော့ကြောင်ရုပ်ကလေးနဲ့ရှီထားတယ် we know what it means နော်ဘာလို့ဆိုလဲဆိုတာတို့တွေသိပြီးသားပဲနော်ကားမဲရဲ့ဈေးများလာပေါ့တဲ့3000လောက်ပဲတင်တာပါဆိုတော့နော်ဆိုတော့ဒီအကြောင်းအရာကိုသူတို့တွေလောက်လိုက်တာနဲ့ရှိုင်းတို့တွေကခွက်ကလေးဆိုပြီးတော့အုံနောက်တင်ခေါင်းထဲမှာအုံနောက်ရှိတဲ့သူတိုင်းအကုန်လုံးသိတယ်ဒါပါလဲဆိုတာအဲ့တော့ကြတော့မြန်မာပြည်သူလူထုတွေစီကနေပြီးတော့အခုလိုမျိုး Mary လောက်ပြီးတော့ရောင်းနေနော်
ပြီးလို့ရှိရင်ပွင့်လင်းမြင်သာမှုလည်းမရှိဘူးဘယ်နေ့ထွက်မှလဲပေါက်ကနန်းကဘယ်အကြောင်းအရာနဲ့တိုက်ပြီးတော့ပေးမှလဲเนาะပြီးလို့ရှိရင်ဘယ်လိုမျိုးလာယူရမှလဲဆိုတဲ့အကြောင်းအရာတွေအသေးစိတ်ဖော်ပြမထားဘူးပွင့်လင်းမြင်သာမှုမရှိဘူးပြီးလို့ရှိရင်ဒီ तू ကပြောထားတယ်ခါဥ1000ချက်တန်ထမင်းဆိုင်ဘက်ကို तू ကထည့်မယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့ငကျင်းစီနဲ့ငကျင်းပြန်ကြော်တာနော်ဒီပြည်သူလူထုစီကနေပြီးတော့အလူခံတယ်ပြီးလို့ရှိရင်သူတို့လှူပြီးတော့သူတို့အတွက်သူတို့ကို only ပဲနာမည်ကောင်းယူတယ်ဘာကြောင့်နာမည်ကောင်းယူလဲဆိုလို့ရှိရင်ဟိုတနေ့ကမိချုံနဲ့အခြေအတင်ဖြစ်တဲ့ပွဲမှာနော်သူတို့ကိုထီလက်မှတ်ကြီးပြပြီးတော့မဟုတ်မဟလူတွေကိုမျှော်လင့်ချက်ပေးပြီးတော့ share ပြီးမိချုံတယောက်တည်းမဟုတ်ဘူးမြန်မာနိုင်ငံမှာရှိတဲ့ chat influencer တွေ online creator တွေအကုန်လုံးကဝိုင်းပြောထားတာသူတို့နာမည်ကိုမိချုံတယောက်တည်းပဲခေါ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်သူတို့ကမိချုံကိုပြန်ပြီးတော့ဝုန်းတဲ့ဗီဒီယိုမှာလည်းသူတို့ရဲ့ education background တွေဘလောက်ညံ့ဖြစ်နေဆိုတဲ့အကြောင်းမိချိုတွေတွေ့ရမှာဖြစ်တယ်เนาะဆိုတော့ငကျင်းစီနဲ့ငကျင်းဘာကြောင့်ပြန်ကြော်လဲဆိုလို့ရှိရင်ဟိုအဲ့ဒီဖြစ်တဲ့မိချိုနဲ့အခြေတင်ဖြစ်တဲ့ပွဲမှာ तू ကငါခဥ1000ချက်တန်ထမင်းဆိုင်ဖွင့်ထားတာငါလောက်မှပြည်သူတွေကိုမချစ်ရင်နင်ပစက်ကမဟောင်နဲ့ဆိုပြီးတော့အဲ့လိုမျိုးပြောသွားတာပေါ့เนาะဆိုတော့ဒါကပြည်သူတွေရဲ့အလူပြည်သူတွေရဲ့ချွေးနေစာပြီးလို့ရှိရင်ငွေထွက်ငွေစည်ရင်းတွေအင်းတွေပွင့်လင်းမြင်သာမှုလည်းမရှိဘူးချပြမထားဘူးမြန်မာနိုင်ငံမှာပရာဟိတအမျိုးတရားရှိတယ်ဆိုလို့ရှိရင်69ကလိန်စားညာစာတွေများတယ်နော်အဲ့ဒါတော့ကျွန်တော်အပါဝင်အားလုံးဝေဖန်သုံးသပ်တတ်ကြမှာပါနော်ပရာဟိတတော်တော်များများကလိန်စားညာစာများတယ်ကိုအကျိုးစွန့်ပြီးတော့လုပ်တဲ့ပရာဟိတဆိုတာနော်အဲ့ဒါခေါင်းထဲမှတ်ထားပြီးလို့ရှိရင်အလူတစ်ခုလုပ်တယ်ဆိုတာကိုယ်စိတ်ထဲမှာလှူခြင်းတဲ့စိတ်လှူခြင်းတဲ့အခြေအနေလှူနိုင်တဲ့ငွေအမောက်အဲ့လိုမျိုးအခြေအနေအကုန်လုံးနဲ့တိုက်ဆိုင်ပြီးတော့လှူတာမှာအလှမြောက်တာနော်နောက်တစ်ခုကငါပို့လှူတယ်သူကပို့လှူတယ်ဆိုတဲ့အကြောင်းအရာတွေဟိုတနေ့ကရှိုင်းကိုမိချိုပြောတဲ့အကြောင်းအရာတွေမှာဒါတွေကမြန်မာဗုဒ္ဓဘာသာစစ်တယောက်ဆိုလို့ရှိရင်ဒါတွေမပြောဘူးနော်ပြီးလို့ရှိရင်တို့လုံနေတဲ့အကြောင်းအရာတွေပွင့်လင်းမြင်သာမှုမရှိဘူးပွင့်လင်းမြင်သာမှုမရှိတဲ့အတွက်ကြောင့်ဘလို့သုံးသပ်လဲဆိုလို့ရှိရင်လိန်နေညာတယ်လို့ပဲသုံးသပ်တယ်တစ်ဆက်တည်းမှာပဲဒီနေ့မှာထီလက်မကြီးကန်ပြီးတော့ထီထိုးတဲ့ date တွေထီထိုးတဲ့အဆောင်တွေကိုသူတို့ကနေပြီးတော့လာပြီးတော့ကင်မရာရှေ့မှာလာပြီးတော့ပြတာပေါ့နော်အမှန်ဆိုလို့ရှိရင်သူတို့တင်တဲ့ဗီဒီယိုတိုင်းမှာသူတို့ကပြောတင်တယ်တင်တဲ့ဗီဒီယိုတွေအော်ရာကိုကြည့်လိုက်တဲလီတို့တွေထီထိုးထားတယ် share သွားတဲ့လူတိုင်းကို3000ခွဲအကောင်လုံးသွားဝင်ပြန်ကြည့်နော်အဲ့လိုမျိုးပြဒီနေ့ကြာမှာအကောင်လုံးအောင်ဝိုင်းပြမှာ share ထားတဲ့သူတိုင်းကိုပေးမယ်လို့ပြောတာမဟုတ်ဘူးလေ share ထားတဲ့သူတွေကလူ1000အဲ့ကမှစစ်ပြီးတော့ပေးမှာဆိုပြီးတော့ဖြစ်သွားတယ်အဲ့လိုမျိုးပဲเนาะဆိုတော့မြန်မာနိုင်ငံမှာเนาะလူသိနည်းနည်းများလာပြီဆိုလို့ရှိရင်လောက်ကွက်ရှာကြတယ်เนาะလောက်ကွက်ရှာကြတယ်မြန်မာအဲ့လောက်ကွက်ရှာတဲ့နေရာမှာလူ2မျိုးရှိတယ်မြန်မာလူထုကိုတနာကျင်တကယ်တနာကျင်တာတဲ့เนาะလူသိများတဲ့သူလောက်တာရဲ့မြန်မာနိုင်ငံလူထုကိုမတနာပဲနဲ့เนาะသူတို့အနေအချားဆောင်ချောင်ရေးသူတို့အတွက်အဲ့လိုမျိုးစဉ်းစားပြီးတော့လောက်ကွက်ရှာတဲ့လူမျိုးကွဲသွားတယ်အဲ့ဒီနေရာမှာကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားအနေနဲ့လူငယ်တွေအနေနဲ့เนาะခေါင်းထဲမှာပါတဲ့အုံနောက်ကိုတုံးတက်ဖို့လိုမယ်အဲ့ဒီတော့ကိုခေါင်းထဲမှာပါတဲ့အုံနောက်ကိုဘယ်လိုတုံးတက်ရမလဲဆိုလို့ရှိရင်သူများပြောမှာဟာဒါကြီးတော့လိန်နေရကွာဟုတ်လားဒါကြီးတော့လိန်နေရလားသူများပြောမှလိန်နေဆိုတာသူများပြောမှလိန်နေဆိုတာသိရတဲ့အခြေအနေမျိုးဖြစ်အောင်ကိုခေါင်းထဲမှာပါတဲ့အုံနောက်နဲ့ဖြစ်တဲ့လားဖြစ်နိုင်လားဒါကြီးကဖြစ်နိုင်ချေရှိလို့လားဆိုတာကိုယ်တိုင်ဝေဖန်သုံးသပ်တတ်ရမယ်နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တခြားလူတွေရဲ့ဘလောက်ပဲခလက်ကွက်တွေနဲ့လိမ့်ကျွန်တော်တို့သူတို့ဇက်ထဲမှာညုံမသွားပဲနဲ့အမားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်မှာပေါ့နော်ဒါတောင်မှရှိုင်းတို့က line ပေါ်မှာမြင်ရတဲ့အကြောင်းအရာတွေကိုပဲဝေဖန်သုံးသပ်တာနော်မမြင်ရတဲ့အကြောင်းအရာတွေဘာတွေဘယ်လိုရှိနေမလဲဆိုတာရှိုင်းတို့မိချိုတို့တွေမသိဘူးဒါကြောင့်မလို့ဒီနေ့ကနေစပြီးတော့ဘသူမှရဲ့နော်အတုံးချခံအလိန်ခံအညာစားခံငချင်းစီနဲ့ငချင်းကြော်ခံလုံးဝဖြစ်ဖို့အတွက်เนาะစာများဖတ်ပါ AI နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလေ့လာပါเนาะ YouTube မှာဒီ speak out လုပ်တဲ့ပုံစံအမျိုးနဲ့တင်တဲ့เนาะ creator တွေရှိတယ်သူတို့ပြောတာတွေနားထောင်ပါเนาะအဲ့လိုမျိုးအကြံပေးခြင်းနဲ့ဒီနေ့တော့ကတော့ဒီလောက်ပဲ Thank you so much bye bye